ဟဲ့လူခမရတကယ်အတတ်မလူပဲဗလားခမရယထာလွတ်တော်ပြီဟိကောင်ခမရကတကယ်လူယုံမှာပဲငါယထာလွတ်တော်ပြီခမရဘာတူလဲငါတကယ်ကိုဒေါသထွက်နေတာထွက်သွားစမ်းအာငါလူကိုလာမထိနဲ့အခုပဲဒီကထွက်သွားတော့ခမရယထာလဲလွတ်ပြီပတ်စံနဲ့မူးရစီတွေလည်းမရှိတော့ဘူးဟိကောင်လေငါကိုမမတ်မိကြဘူးလားမထူးဆန်းပါဘူးခမရမှာဓာပါလားဇွန်းရော့ရှိလားအာအစ်ဇဘဲလာကိုဘသူတတ်တာလဲငါအတွက်တရင်အချက်လက်လူတာခမရအသက်ရှင်နေကငါကမန်တန်ကိုတုံးနေတာမန်နမေပေါ့သူတို့ကနမေတွေမတုံးကြဘူးသူ့အကြံငါကိုပြောပြစမ်းမျက်လုံးမှာအမာရွှရှိတယ်အဲ့ဒါပဲငါသိတယ်ရုပ်ရှင်ကတော့အာဖဂန်နစ္စတန်မှာတာဝန်ထမ်းဆောင်နေတဲ့အထူးတပ်ဖွဲ့ဝင်စစ်သည်တော်ဂျေဆန်ကနေစတင်ထားပါတယ်သူတို့ရဲ့တန်းချက်ကားရင်ဟာခြုံကိုတက်ခိုက်ခံရပြီးဂျေဆန်ဟာအသက်ရှင်ကြံ့ရစ်ခဲ့ပြီးမြဲသူ့ရဲ့ရဲဘော်9ဦးလုံးရဲဆက်ဆက်တေဆုံးသွားတာကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီနောက်ဒေါသတွေအလိမ့်လိုက်ထွက်လာပြီးသူ့ကိုတိုက်ခိုက်သူတွေလိုမှားယွင်းယူဆကအရက်သား9ဦးကိုပြန်လည်ပစ်တက်ခဲ့ပါတယ်။ဒီ1နဲ့စီယာခေရက်ကိုစစ်ပတ်3ဒရုန်းတစ်စင်းကမီဗီဒီယိုရိုက်ကူးမိသွားပါတယ်။ဒါကြောင့်ဂျေဆန်ဟာစစ်ခုံရုံးမှာတရားစွဲဆိုခြင်းခံရပြီးမြဲစီးရုံမှာစိတ်ပိုင်းဆိုင်ရာကုသမှုခံယူနေစဉ်အတွင်းထွက်ပြေးလွတ်မြောက်သွားပြီးစစ်တပ်ရဲ့ထိန်းချုပ်မှုအောက်ကနေပျောက်ကွယ်သွားခဲ့ပါတယ်။တနှစ်အကြာမှာတော့ဂျေဆန်ဟာစိတ်တန်ရာနဲ့အဖြစ်ရှိစိတ်တွေကိုစိတ်လက်ခံစားနေရပြီးလမ်းဘေးမှာအိုးမဲ့အိမ်မဲ့အဖြစ်နေထိုင်ကနာကျင်မှုတွေကိုမေ့ဖြောက်ဖို့အရက်ကိုပဲအားကိုးနေရပါတယ်။ဒီအချိန်မှာသူဟာအီဇဘဲလ်လို့ခေါ်တဲ့အိုးမဲ့အိမ်မဲ့မိန်းကလေးတစ်ယောက်နဲ့ယဉ်နှီးသွားပြီးတယောက်ကိုတယောက်စောင့်ရှောက်ခဲ့ကြပါတယ်။ဒီနေ့မှာတော့လူမိုက်2ယောက်ကသူတို့စီကနေအကာအကွယ်ပေးခပတ်စံတောင်းဖို့ရောက်လာပါတယ်။ငါတို့လိုချင်တာမင်းရဲ့ပတ်စံနဲ့ဆေးတွေပဲကြူကြီးဖြောင်မခနဲ့ပြေးတော့အီဇဘဲလ်ထိတ်တိုက်သွေးဒီနောက်မှာဂျေဆန်ဟာတိုက်ခန်းအဆောက်အုံတစ်ခုရဲ့ခေါင်းမိုးပေါ်ကိုထွက်ပြေးသွားပါတယ်။တခြားရွေးချယ်စရာမရှိတာကြောင့်သူဟာတောင်းမခတ်ထားတဲ့အမိုးပေါ်ကမှန်ပတင်းပေါက်ကိုတွေးပြီးဖန်ဆီးမခံရအောင်အောက်ကတိုက်ခန်းထဲကိုခုန်ကျလိုက်ပါတယ်။သူလွတ်မြောက်သွားခဲ့ပြီးမြဲသူအသေးအတန့်ကာကွယ်ပြေးကျင်နေတဲ့အီဇဘဲလ်ကတော့သူမတိလိုက်ပဲလူမိုက်တွေရဲ့ဖန်ဆီးခေါ်ဆောင်သွားခြင်းကိုခံလိုက်ရပါတယ်။အဲ့ဒီလစ်လက်နေတဲ့တိုက်ခန်းထဲမှာဂျေဆန်ဟာမှန်ထဲကိုကြည့်ပြီးသူ့ရဲ့ဖရိုဖရဲဖြစ်နေတဲ့ပုံစံကိုရင်ဆိုင်လိုက်ပါတယ်။စိတ်လှုပ်ရှားမှုပေါင်းစုံခံစားရပြီးနောက်သူ့ကိုယ်သူတန်ရှင်ရည်လို့ရှုပ်ပွားနေတဲ့စပင်းငွေကိုညှက်ကအခန်းပိုင်ရှင်ရဲ့ဈေးချင်းနဲ့အဟုအစားတွေကိုဝစ်စင်လိုက်ပါတယ်ခဏချင်းမှာပဲသူဟာငကိုမူလပုံစံအတိုင်းပြင်ဖွတ်သွားပါတယ်သူအခင်ကိုထွက်ခါနေမှပဲဖုံးတက်မြင်သွားပြီးပိုင်ရှင်ရဲ့အတန်စာကျန်းလေချက်ကိုကြားလိုက်ရပါတယ်ပိုင်ရှင်ဟာလက်ရှိအမေရိကန်မှာရောက်နေပြီးအော်တိုဝါလာအထိပြန်မလာပါဘူးဆိုတာကိုဂျေဆန်သိလိုက်ပါတယ်အခုကဖေဖော်ဝါရီလပဲရှိသေးလားကြောင့်လာမယ့်8လအတွက်သူနေစရာအခန်းမဲ့ရသွားပြီဆိုတာကိုဂျေဆန်သဘောပေါက်သွားပါတယ်တကားနာမှာရှိတဲ့စာရီထဲမှာ debit card တစ်စင်းနဲ့အဲ့ဒီကတ်ရဲ့လူရွေးညင်ကိုတွေ့သွားပြီး ATM ဆက်ထဲမှာပတ်စံသွားထုတ်ပါတယ်သူဟာဘဝတစ်ကိုစော့တင်မှုမျိုးလင့်ထားပေမဲ့အရက်နာတော့ကြံရောက်သွားတဲ့နောက်သူ့ရဲ့အတက်ကလောက်ရက်တွေကပြန်ပေါ်လာပြီးစိတ်ပြက်အားငယ်လူတွေကိုပြန်ရောက်သွားပါတယ်။ဒါလည်းအတွေ့သူဟာခြုံလန်းနေလေအတွေ့တွေကလွတ်မြောက်ဖို့အရက်ကိုပဲထပ်မံအားကိုးလိုက်ပြန်ပါတယ်။ဒါပေမဲ့သူဟာအီဇဘဲလ်ရဲ့ဘေးခံလုံခြုံရေးအတွက်တော့စိုးရိမ်နေပါသေးတယ်။ဂျေဆန်ဟာအရက်တွေအလွန်အကျွမ်းမူးနေစဉ်အခန်းမဲ့စားတောက်ဆိုင်ကိုသွားပြီးခရစ်စတီးနာကိုအီဇဘဲလ်ဘယ်ရောက်နေတယ်လဲဆိုတာမေးမြန်းပါတယ်။တီးနာကအီဇဘဲလ်ကိုမတွေ့ကြောင်းဂျေဆန်ရဲ့အဝတ်အစားတွေကိုတန်တရားဝင်လာပြီးသူတခုခုမတရားလုပ်ထားတာလားလို့ထင်နေပါတယ်။ဂျေဆန်ကတော့သူမရဲ့စိုးရိမ်ချက်တွေကိုပယ်ချလိုက်ပြီးဒီအဝတ်အစားတွေကဖျားပေးတဲ့လက်ဆောင်လို့ပဲပြောပါတယ်။ဒီနာရဲ့ကူညီမှုတွေအတွက်ကျေးဇူးတင်တဲ့အနေနဲ့သူကပေါင်လိုက်ရပေးပြီးအီဇဘဲလ်ကိုကူညီကြည့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။တီးနာဟာကို့အတွက်ကိုတခုခုဝဲချင်နေတာကြောင့်ဒီပတ်စံကသူမအတွက်အတော်လေးကိုဆွဲဆောင်မှုထပ်ပြီးမြပတ်စံရဲ့ရင်းမြစ်ဆုံးကိုတော့စိုးရိမ်နေပါတယ်။တညလုံးစဉ်းစားပြီးနောက်မှာအဲ့ဒီပတ်စံကိုပြန်အပ်ဖို့ဆုံးဖြတ်လိုက်ပြီးမြသူမရဲ့အထက်လူငယ်ကတော့ဒါကိုဒီအတိုင်းပဲသွန်းလိုက်ဖို့အကြံပေးပါတယ်။အကယ်၍သူမသာအာနာပိုင်တွေကိုသတင်းပို့လိုက်ရင်လေသူတို့ပဲသိမ်းထားကြမှာပဲလားဆိုတာကိုတီးနာသဘောပေါက်သွားပါတယ်။ဒီအမြင်ဟာမှန်ကန်တယ်လို့လက်ခံလိုက်ပြီးနောက်မှာတော့သူမဟာထိတ်တန်းဘဲလေးကချေရာနှဟုကနှုတ်ဆက်ပွဲဖျော်ပြေဖုတ်ပြေကိုတက်ရောက်ခွင့်ကိုအယူလိုက်ပါတယ်။စိတ်ပြတ်ချက်တချော့လိုက်ပြီးနောက်မှာတော့အဲ့ဒီပေါင်ငန်းကနဲ့လက်မှတ်တစ်စောင်းကိုဝယ်လိုက်ပါတယ်။တစ်ဖက်မှာတော့ဂျေဆန်ရဲ့အခြေအနေကပိုပြီးဆိုးရွားလာပြီးဒုက္ခရောက်နေတော့ပါတယ်။